ပြုံးလွင်မှာလက်ရှိနာမည်ကြီးနေတဲ့ Snow Palace Hotel နဲ့ကပ်လျက်မှာညီကွက်အကျယ်တစ်ခွက်ရောင်းမှုရှိပါတယ်ခင်ဗျာဟုတ်တယ်ဒီကောင်ကနောက်ကျော်လားဟယ်လိုကွာကြောဝင်လာတော့ညဟုတ်ဆရာခဏလေးနော်ခဏလေးဆရာနဲ့ပြီးလိုက်မယ်ဆရာကဟောလေးလုံးပြီလို့ငုံပြန်ခေါ်မယ်လို့ပြန်ခေါ်လိုက်မယ်တဲ့ညီအကျပီတရာပတ်လည်းရှိပြီးတော့ဥဒတိုင်းတန်ပန်းတန်တကာပတ်လည်းခပ်ပြီးသားဖြစ်ပါတယ်ခြံထဲကနေလှမ်းကြည့်မယ်ဆိုရင်မိုးကြိုးတို့ရေငယ်တို့လိုရက်ွက်ကြီးတွေကိုလှမ်းမြင်ရတော့အောင်ရှုမျောခင်ကောင်းပြီးတော့ဘေးပတ်ဝန်းကျင်ကလည်းသူ့လိုကိုလိုခြံအကျယ်ကြီးတွေဖြစ်တာကြောင့်အင်မတန်ကိုအေဂျင့်စိတ်ငြိမ်တဲ့ရက်ွက်အတန်လေးတစ်ခုဖြစ်ပါတယ်ခင်ဗျာအခုရောင်းချပေးမဲ့မြေကွက်ရဲ့ဒီနေရာလေးကတော့ပြုံးလွင်မြို့ရက်ွက်ကြီး7နှစ်ရေချမ်းအိုးငြိမ်းချမ်းသာလမ်းပေါ်ကကျွန်တော်တို့ဒီ Snow Palace Hotel ရဲ့နောက်ကျောပေါ့အခုဒီမြင်နေရတဲ့လမ်းကတော့ချမ်းသာရိပ်မွန်လမ်းလို့ခေါ်ပါတယ်အခုဒီချမ်းသာရိပ်မွန်လမ်းကနေဆိုလို့ရှိရင်ပီတရာပတ်လေတကွာငုတ်ကြပါမယ်ကျွန်တော်ဒီ modern တိုက်ကြီးကအခုမြင်နေရတဲ့ modern တိုက်ဖြူကြီးကပီတရာပတ်လေအကျေရှိပါတယ်အဲ့ဒါရဲ့ဘေးကလေးရချမ်းပါကျွန်တော်တို့ရောင်းချပေးမဲ့ဈေးနှုန်းလေးကတော့6000သိန်းခေါ်ထားပြီးညှိနှိုင်းရောင်းချပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ